ဘယ်နှခါနေပြီလဲပြောမဟုတ်ဘူးနေနဲ့သူနဲ့ကြိုက်နေရဟုတ်လားဘယ်နှခါနေပြီလဲ မနေဘူးလို့အဲ့လိုကြိုက်ပဲကြိုက်တာလို့ ကြိုက်ပဲကြိုက်တာမနေဘူးโอเคအဲ့ဆိုလို့ရှိရင်အခုကဘယ်လိုလုပ်မှလဲနေ အခုတော့သူနဲ့မှမကြိုက်တော့ ဟမ် သူနဲ့စကားမပြော နေ့တစ်ထင်းမောင်ကနေ့ ဟမ် ပြောမပြောစကားမပြောအနေငါရရှိ မဟုတ်တကယ်ကြိုက်ရင်ယူလိုက်ငါယောက်ျားအနေနဲ့ပါဆိုဖောက်ပြန်တာငါရောက်ရှိပြီနေ့ကို तू ကြိုက်တယ်ဆိုတာငါကတခြားယောက်ျားနဲ့ဖောက်ပြန်နေတယ်လို့ तू ဆွဆွေးပြီးမှငါ့ကိုလက်စားချီလို့နေနဲ့ तू နေတာတဲ့သူခန်းထဲမှာရောက်နေတဲ့ပစ္စည်းနဲ့မဟုတ်အနည်းဟာမဟုတ်လားပြောကြည့် တယ်လေ အဲ့ဆို तू နေတာမဟုတ်ပေါ့တခန်းထဲမှာ तू အိတ်နေမဟုတ်ပေါ့သူခန်းထဲမှာရောက်နေတဲ့ပစ္စည်းနဲ့ပစ္စည်းမှန်လားမှန်တယ်အတူအိတ်လားမအိတ်လားအမှန်တိုင်းပြောအိတ်တယ် ဟိုပဲရှိရတယ် ဘာရှိရပြော စမ်းမရှိအောင်လားမရှိဘူးအဲ့ဟွာကြတော့အဲ့မှာထားတယ် ဘယ်ဟာကို သူပစ္စည်းလေ မခိုက်ဘူးတိုင်လာသူပစ္စည်းဟုတ်တယ်ဟာမကောင်းဘူး မော်နီဘာလို့ तू ကြိုက်လဲတော့ငါသိချင်တာငါတလောက်ထိတော့ကလေးတွေနဲ့လာနေနေမတွေ့ဘူးလားတွေ့ရမလားတွေ့တယ်လေကြိုက်တယ်ပေါ့သူများယောက်ျားကိုနေဟိုကြိုက်တဲ့လူပြိုတွေမရှိဘူးလားငါချပြရမလားဟမ်နေမရှက်ဘူးလားလို့ငါမျက်နှာကြည့်ကြည့်လိုက်နေမရှက်ဘူးလားနေရှက်မရှက်ပြော သူရမှာပတ်တယ်များ သူရင်လာပတ်တယ်လေသူကလေးဖေဆိုနေတိရမလဲ တယ်လေသူရဲဟောလို့ အေးအရင်တိလဲ तू ကစားချင်လို့နေဟာစားချင်လို့ तू ကလာပတ်တယ်တာနေကျွေးလိုက်လား ချီအောင်တယ် ဟမ်နေမရှက်တော့ခုအဲ့လောက်ပေါ်လာနေလောက်ပေါ်တော်လားမတိမချင်ထားတော့နေတို့နေမရှက်ဘူးလားငါအော်လို့မဆုံးတိတယ်မိမရှိတဲ့တိတဲ့ကလေးရှိတဲ့တိတယ်ကြိုက်တယ်ပေါ့နေတို့အတူတူမအေးရတယ်ဆိုငါလက်ခံပေးတယ်မအတူတူအေးရအိတ်ပြီးပြီဆိုရင်တော့နေရောဆိုလို့ဂျေထဲမှာဝင်ဖို့ ready လောက်ချလိုက်ငါ UR နဲ့